Hey guys, ဒီနေ့ video ကတော့ Gloria လူငယ် PP တက်တက်ကြွကြွ roller skating တော့တင်မဲ့ကရဲ့ video တွေပဲဖြစ်ပါတယ်။ Gloria ကိုဒီနေ့တင်ပေးမဲ့ဆရာကတော့အခြားသူမဟုတ်ပါဘူး။ Gloria ရဲ့ cameraman လည်းဖြစ်ညီမလည်းဖြစ်တဲ့ Sophia ပဲဖြစ်ပါတယ်။ဒါကတော့ skate မစီခင် outfit check လေးလုပ်လိုက်ပါတယ်။ဒါတော့မတည့်ရဖို့ဘေးကအတန်းကိုမနေကင်ထားရပါတယ်။အမှန်တော့ Gloria skate မစီချင်ပါဘူးဒါပေမဲ့ Gloria ရဲ့ညီမနှစ်ယောက်စလုံးက skate စီးတက်နေလို့ Gloria ရဲ့မာနာကိုတအားထိခိုက်နေပါတယ်အဲအကြောင်းမနေ skate စီးတင်နေရပါတယ် Gloria အခုထိတော့လူမကင်ထားပဲနေတော့မနေနိုင်ပါဘူးခဏခဏချော်လေးလို့ပါ Gloria ရဲ့ညီမလည်းတအားကိုစိတ်ရှိပါတယ်ထားခဲ့မယ်ဆိုတာကြီးပါပဲ Gloria ရဲ့ညီမရကိုအာကိုတက်ဖို့အကြံပေးပါတယ်အဲနဲ့ Gloria လည်းကိုဆက်ပြီးတော့စီးပါတယ်ဒါပေမဲ့လည်းလူရခရီးကိုမရောက်နိုင်တော့ပါဘူးဒီစီးနေရလား6ယောက်ကျိုးနေရလားတော့မကွဲပြားတော့ပါဘူး Gloria အဲ့လို roller skating စီးနေတော့ကိုရမ်းမြန်တယ်လို့ထင်ခဲ့ပါတယ်ဒါပေမဲ့ဒီ video ကိုပြန်ကြည့်လိုက်တော့ကွတ်တာနဲ့ရုပ်ကလည်းတအားဆူပါတယ်ရုပ်ကမဆူပါဘူးတွားတဲ့ပုံစံဆူရပါတွားနေရင် Gloria ညီမထိုင်ကြတော့ချင်လို့ကြတော့လိုက်တာပါချော်လဲရမှာမဟုတ်ပါဘူးနော်လက်မလျှော်နဲ့စူးစမ်းဆိုတဲ့စကားလုံးအတိုင်းပဲ Gloria လက်မလျှော်ဘဲနဲ့အာတင်ပြီးတော့ဆက်သွားပါတယ် So nice Gloria roller skating စီးနေတဲ့အချိန်ကလေးလေးတယောက်တွေ့ပါတယ်သူစီးရအရင်မှမိုက်ပါတယ် Gloria မှအရင်အားချပါတယ်အဲနဲ့ Gloria လည်းအားချမခံဆက်ပြီးတော့စီးပါတယ်ဒါပေမဲ့ကလေးတွေရှိမှပဲထိုင်ကြတော့နေမိပါတယ် Stop it Get some help ထားအေးဟုတ်တယ် Yes ဒီတစ်ခါတော့ Gloria ညီမရေရှာနေစရာကြီးအလုပ်ခံနေရပါတယ်အဲနဲ့ Gloria ညီမစီးတော့တေချာလေးလာတင်စီးပူနေရပါတယ်အဲနဲ့ Gloria ညီမရှိအနေ inspiration ရပြီးကိုကြိုးစားမယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတယ် Oh okay အဲနဲ့ Gloria ရှေ့ဝဲကြည့်ပြီးတော့ဆက်စီးပါတယ်ကိုအာရုံစိုက်ပါတယ်တော်တော်နဲ့တော့စီးတက်နေပြီလို့ထင်ပါတယ် Gloria ပန်းတိုင်ရောက်ခံနေ Gloria မန်ထဲမှာ Gloria ရဲ့ရုပ်ကိုပြန်မြင်ပြီးတော့ Gloria ရဲ့အလားထဲမှာပဲကိုတူးထောက်အရှုံးပေးမိသွားပါတယ်အဲနဲ့ငါရမ်းလာတာပဲဆိုရင်မန်ရှုပ်ဖြည်းဖြည်းချင်းတိုးသွားပါတယ်ခဏအကြာမှာ Gloria ကိုရမ်းစီးတက်နေပြီလို့ထင်နေတော့မှပဲတိုင်နောက်ကနေတိုင်ကိုဖက်ပြီးတော့ပြန်ထွက်လာရပါတယ်တိုင်ကိုမထိမနေနိုင်တော့ပါဘူးနည်းနည်းလေးတက်သွားတော့လက်နဲ့ချောင်းထောင်နိုင်ခဲ့ပါတယ်ကင်မရာမန်ကတော့ဗီဒီယိုရရင် Gloria ဆရာကြီးလုပ်ပါတယ်ပြီးရင်သူ့လုံးဝကင်ခွင့်မပေးပါဘူးအဲဒါနဲ့အထီးကျန်စွာနဲ့ပဲကိုဆက်စီးရပါတယ် A few minutes later ဒီတစ်ခါ Gloria တိုးတက်လာရလို့မြင်မိပါတယ်ဘယ်သူမှမပြောလဲအဲ့လိုပဲထင်မိပါတယ်Gloria roller skating စီးရဲ့ video လေးကြည့်ပြီးဟာဘယ်လိုစီးညာလဲဘယ်သူတင်ပေးရလဲဆိုရင်မေးခွန်းပေါင်းတောင်းချောက်ထားနိုင်မမေးပါနဲ့မေးချင် Gloria ဆရာကိုပဲမေးလိုက်ပါသူတင်ပေးရပါ Thanks for watching. Please subscribe.